သူတယောက်တည်းအပြင်ကိုပြန်ရောက်လာခဲ့ပါတယ်။ယာဟီကိုတို့ကလည်းကိုနိုဟာရှင်နိုဘီရဲ့အခြေအနေမကောင်းတော့ဘူးဆိုတာရိပ်မိပေမဲ့အဲ့အချိန်နိုင်ရူကသူ့အဖေကိုယ်တိုင်တင်ပေးထားတဲ့ရာစင်ကန်နဲ့တူရှယ်လိုကလုံးတွေအများကြီးနဲ့ရောက်ချလာခဲ့ပါတယ်။များပြားလာပါတယ်ဆိုတဲ့ရုပ်သေးစစ်တပ်ကြီးကိုပါတကောင်ရာစင်ကန်တစ်လုံးနဲ့တိတ်ပေးလိုက်တဲ့ပြင်နောက်ထပ်ကြံနေတဲ့ရုပ်သေးတွေကိုပါရှယ်လိုကလုံးတွေနဲ့အကုန်ကျိတ်ပေးလိုက်တဲ့အတွက်သူ့ကိုအထင်မကြီးကြတဲ့သူတွေအားလုံးကလည်းပါဆက်အဟောင်းသားတွေဖြစ်ကုန်ကြပါတယ်။တာစီရနေရလို့ထင်တဲ့တိုက်ပွဲမှာစပရင်ဟုတ်ပါခုံထွက်ချင်းဆိုတဲ့အရှိန်မြင့်တွန်းကန်တိုက်ပွဲကိုပြင်ဆင်လိုက်ပြီးခရစ်ကတ်တို့3ယောက်နဲ့လူဖီကလွန်ခဲ့တဲ့နှစ်400ကလူလိန်တယောက်ပောက်ကရပြောခဲ့တဲ့ပုံပြင်ကိုယုံကြည်နေတဲ့တောက်ပေါ်တွေဖြစ်တဲ့အကြောင်းမှာထပ်ဆော်ကားလိုက်တော့လူဖီလည်းသူ့ကိုလက်သီးဘလို့ထိုးရမလဲဆိုတာသိလားလို့ဘယ်လမီမေးခဲ့တဲ့စကားကိုလက်တွေ့ပြပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးရင်တော့သူ့စီအရှိန်နဲ့ဝင်လာတဲ့ဘယ်လမီရဲ့မျက်ခွက်တက်တဲ့ကိုတစ်ချက်လောက်ခောက်ထည့်လိုက်တော့လူဖီလက်တီးပြေးမပြေးငထင်ရချမ်းရကြီးကိုကြည့်ုံနဲ့သိနိုင်ပြီးသူ့တပည့်တွေလည်းမျက်စိရှိတင်တစ်ချက်တည်းနဲ့ပွဲပြီးသွားတဲ့အတွက်ဘယ်လမီနောက်နေရထင်သွားကြပေမဲ့55မီလီယံနဲ့ကောင်ကြီးကလှုပ်တော့မလှုပ်တော့တာကြောင့်ကောက်ရိုးအထုပ်လူဖီဆိုတာသွားမရှုပ်တဲ့သူမှသဘောပေါက်သွားကြပါလေ